စီရောက်ပါပြီခင်ဗျာပစ္စည်းเนาะဖောက်ပြမယ်เนาะဒီမှာဖောက်ပြမယ်เนาะဖောက်ပြမယ်ဖောက်ပြပြီးမယ်เนาะဘယ်လိုတူထည့်လာပေးလဲပေါ့เนาะကျွန်တော်တို့ဆက်ဆက်စမောစီပွားကျွန်တော်တို့ဆက်ဆက်စမောရဲ့ company မှာဘယ်လိုပစ္စည်းတွေထည့်လာပေးလဲဆိုတော့တေချာလားမတေချာလားပြပြမယ်เนาะမပစ္စည်းတွေမကွဲရအောင်เนาะပစ္စည်းတွေဘူးတွေပါတွေမဖိရအောင်ပေါ့เนาะဒါတွေထည့်လာပေးတယ်ပေါ့เนาะဒါတွေထည့်လာပေးတယ်ဘာတွေမှားထားလေတေးချတယ်ပေါ့နော် SOD ပြတ်လို့မရဘူးเนาะဒီမှာ SOD ဖြစ်ပါတယ်ဒါ SOD เนาะ SOD ဖြစ်ပါတယ် SOD ဆိုလို့ရှိရင်အရွယ်အင်းမှုဖြစ်ပါတယ်ဒီမှာကျတော့ coffee เนาะ coffee ကုန်လို့နောက်ထပ်တစ်ထုပ်ပြန်မှာပါတယ်ခင်ဗျာအထုပ်30ပါတယ်เนาะအထုပ်30ပါတယ်နောက်ထုပ်30ပါတယ်ခုလည်း coffee တောင်းနေတယ်ပေါ့နော် coffee တောင်းနေတာပေါ့နော်အရင်ကောင်းတယ်နော် coffee လေးကအနာလေးမှုီးတယ်စိတ်တယ်တခြားတွေမပါဘူးပေါ့နော်အရင်လည်းကောင်းတယ်ဒါရီပါနေလေဒီပတ်အများကြီးပဲပေါ့နော်အများကြီးမှာရတယ်ခေါင်းလျှော့ရည်အစ်စ်နော်ခေါင်းလျှော့ရည်အစ်စ်သုံးရှင်လို့ခေါင်းလျှော့ရည်အစ်စ်ပြန်လေပြီးတော့ထွက်တယ်နော်ခေါင်းလျှော့ရည်အစ်စ်ပြန်ထွက်တယ်ခေါင်းလျှော့ရည်အစ်စ်ပြန်ထွက်တယ်ဒီမှာဝေါတင်းတင်းတင်းခေါင်းလျှော်ရည်အစ်စ်နော်ဒီမှာခေါင်းလျှော်ရည်အစ်စ်စပင်းမရှိတဲ့ခေါင်းလျှော်တယ်နော်စပင်းမရှိတဲ့ဘောက်တွေရားတာတွေမခံစားနိုင်ဘူးဒါတဲ့ကြောင့်မို့ဒါကိုသုံးတာဖြစ်ပါတယ်နော်ဝေါမိုက်နေတယ်နော်ဒီမှာโอเคနောက်ပြီးလို့ရှိရင်စပင်းပြော့စီဒီမှာစပင်းပြော့စီလည်းသုံးနေနော်အစ်စ်နော်ဒါနောက်ပြန်ထွက်တယ်စပင်းပြော့စီဒီမှာခေါင်းလျှော်ရည်ဟုတ်လားခင်ဗျခေါင်းလျှော်ရည်စပင်ပြော့စီဒါကြတာလေအစ်စ်ထွက်လာတယ်တခါမှမသုံးရသေးဘူးပုံမှန်ကြတော့လက်ဟောင်းကိုသုံးတာပေါ့နော်ဒါအစ်စ်ပြန်ထွက်လို့စမ်းချင်ပါတယ်ကောင်းတာမကောင်းတာနောက်ပြီးတော့ပြန်လေပြီးတော့ပြောပြပေးမယ်တေချာတာကတော့အရင်ကထက်ပိုကောင်းတာတေချာတယ်နော်โอเคနောက်ပြီးဘာတွေရှိသေးလဲဖိုင်တူဝေးเนาะဘိုက်တွေပူနေတယ်ဒါမှမဟုတ်လို့ရှိရင်အစဗာလဲဘိုက်တွေထဲမှာတကယ်ကိုမှစိတ်တောက်တွေဖြစ်နေတဲ့လူတွေเนาะစိတ်တောက်တွေဖြစ်တယ်စားခြင်းစားကြံလေးတွေစိတ်ထဲမှာမအီမလဲဖြစ်နေတာတွေပေါ့เนาะအဲ့လိုမျိုးတွေပြန်လေပြီးတော့ရှင်းထုတ်ပြီးဖို့အတွက်ဖိုင်တူဝေးเนาะရန်ကောင်းတယ်ဖိုင်တူဝေးတောက်ပြီးလို့ရှိရင်ကိုလက်တွေလည်းပေါ့ပါစေပါတယ်ခေါင်းလည်းမကိုက်တော့ဘူးဒီလိုမျိုးပေါ့နော်ဘိုက်တစ်လုံးမကောင်းရင်တကူလုံးကြိုက်တယ်ဆိုတဲ့စကားကြားဘူးတော့အဲ့လိုမျိုးဖြစ်နေတဲ့လူတွေဆိုလို့ရှိရင်ဒါလေးကိုတောင်းလိုက်ပါခင်ဗျဖိုက်တူဝေးနော်အရန်ကောင်းတယ်ဒီထဲမှာဆိုလို့ရှိရင်ပေါ့နော်9ထောက်ပါတယ်ပေါ့နော်ထောက်ပြီးဘူးကြီးလေးရှိတယ်နော်15ထောက်ရှိတယ်ဒါမှလည်းဒါကြတော့ဘူးတီးဖြစ်ပါတယ်နော်ဘူးတီးဖြစ်ပါတယ်ဒါကြတော့အရန်ကောင်းနော်မိုက်တယ်ဒီကတော်တော်ကောင်းနေဒါကျမ်းမာရေးနဲ့ပတ်သက်တဲ့ຢာပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်တဲ့SOD ကြတော့ကျမ်းမာရေးနဲ့ပတ်သက်တဲ့ SOD ကြတော့အရွယ်တင်နုဖြူစီပေါ့နော်အရွယ်တင်နုဖြူစီတယ်ကျွန်တော်ကအရွယ်တင်ချင်းလို့ SOD တောက်တယ်နောက်ပြီးတော့ရင်ဒီခေါင်းတစ်လုံးမကောင်းအားကြောင့်မို့ဒီခေါင်းဒီဘက်ပေါ့နော်ဒီလိုမျိုးအဲ့ဒါတွေကိုစက်ကြောထိုးနေတာတို့ဒီတချင်ကောင်းချမ်းကိုက်နေတာတို့ဒါနဲ့မရှိမဖြစ်ပေါ့နော်မရှိမဖြစ်ဖြစ်ပါတယ်နောက်လို့ရှိရင်ဒါက Nutrica เนาะဒါကျတော့ Nutrica ကျတော့ဘာအတွက်ကောင်းလဲဆိုလို့ရှိရင် Nutrica ကကြိုက်ခဲတဲ့ဝေဒနာတွေပေါ့နော်ကြိုက်ခဲတဲ့ဝေဒနာတွေအကုန်လုံးကောင်းတယ်ကျွန်တော်ပဲကြတော့အလုပ်တွေကိုပင်မန်လုပ်နေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ခေါင်းဆောင်ကပြောတယ်ဒါလေးကိုအမြဲဆောင်ထားကြည့်ပါအရင်နဲ့မှကောင်းလို့ကျွန်တော်မှာစမ်းသုံးကြည့်တာပေါ့နော်အရင်နဲ့မှကောင်းနေနော်โอเคနော်နောက်တကယ်လို့ဘယ်လိုကောင်းလဲဆိုတာကိုနောက်ပြန်ပြီးတော့ sharing လုပ်ပြပါမယ်ခင်ဗျာနော်ဒီကမိုက်တယ်နော်โอเคဒီကနော်နောက်ပြီးတော့ဘာတွေလဲအစ်စ်ပြန်မယ်နော်ဒီဘက်အစ်စ်တွေမှားလာတယ်ဒါဂျေโอเคလားဂျေမိုက်တယ်နော်မျက်နှာမှာလည်းလိန်လို့ရတယ်စပင်မှာလည်းလိန်လို့ရတယ်ဒီစပင်လည်းလိန်လို့ရတယ်နောက်ပြီးလို့ရှိရင်ဘယ်လိုလဲအနာတွေလည်းလိန်လို့ရတယ်အသားတွေမှာလည်းလိန်လို့ရတယ်နော်အသားတွေမှာလည်းလိန်လို့ရတယ်ဘယ်နေရာမှာပဲလိန်တကူလုံးလိန်လို့ရတယ်ဒါကြတော့လေ
အရင်ကထက်ပိုကောင်းနေနော်အရင်လှတယ်ဘူးဒီဇိုင်းတွေကပတ်လုတ်လိုက်တော့နော်အာဒါနော်ဒါရှားဆောင်ကျေနော်ရှားဆောင်ကျေဖြစ်ပါတယ်ရှားဆောင်ကျေဖြစ်ပါတယ်ဒါကြတော့တရင်ဒါကတော့ဂျယ်လီနော်ဂျယ်လီဖြစ်ပါတယ်ဒါဂျယ်လီဒါဝန်းနေမသွားတဲ့လူတွေအတွက်လည်းဒါဝန်းမသွားတဲ့ကလေးတွေဝန်းမသွားတဲ့သူတွေအတွက်စားလို့ရတဲ့ဂျယ်လီဖြစ်ပါတယ်နော်အရန်ကောင်းတယ်ဒါကြတော့တီးရွက်ပေါ့နော်တီးရွက်ပါတဲ့အရာတွေပေါ့နော်နောက်ပြီးတော့ဘာပါသေးလဲတေးချတယ်ဒီမျက်နှာကနော်ဒီမျက်နှာကဒါမရှိလို့မဖြစ်ဘူးနော်ဒီမျက်နှာကဒါမရှိလို့မဖြစ်ဘူးเนาะ sun cream ဖြစ်ပါတယ် sun cream အာမခံမိတ်ဆွေတို့လိုချင်နေတဲ့တငယ်ချင်းတို့လိုချင်နေတဲ့အရာတွေ sun cream ဆိုလို့ရှိရင်မျက်နှာအတွက်ဆိုလို့ရှိရင်ဒါလေးကိုတောင်းအာမခံမကောင်းဘူးဆိုရင်ပြန်ရော်ပေးတယ်အာမခံတကယ်ကောင်းတယ်တေးချပါအသက်ဘယ်လောက်ရှိပြီလို့ထင်လဲမှန်းကြည့်သေးချာပါပေါ့နော်အရန်ကောင်းတယ်ဘူးတေးသေးလေးပြင်မဲ့တယောက်တည်းတုံးလို့ရှိတော်ကြတုံးရတယ်နော်စမ်းကြည့်ပါနော်ပေးလိုက်ရတဲ့ငွေနဲ့တန်ကိုတန်နေရမယ်နော်တန်ကိုတန်နေရမယ်โอเคနော်โอเคအများကြီးမပြောဘူးကောင်းတဲ့ပစ္စည်းဆိုအများကြီးမပြောသေးဘူးနော်โอเคလားโอเคတယ်နော်ဒါကြတော့ sun cream ဖြစ်ပါတယ်နောက်ထပ်ပါလေအိုးတွားတိုက်စီมาตัวได้สีเนาะตัวได้สีแต่ตัวนาตัวไก่เนาะตะโพยาวเนี่ยလူတွေตัวปูซาတဲ့လူတွေဒါကိုเนาะတက်တာပြကင်းစီပါတယ်ဒါမရှိလို့မဖြစ်ဘူးဒါကြတော့ဘူးသေးဖြစ်ပါတယ်ဒါကြတော့အခလေးတွေတုံးလို့မရဘူးအနေနဲ့ပူတယ်ပေါ့เนาะပူတယ်ဆက်တယ်ရှိန်နေပေါ့เนาะနည်းနည်းကျန်းတယ်โอเคเนาะကျန်းတဲ့လူတွေအတွက်ဒါပေါ့เนาะโอเคလားကျန်းတဲ့လူတွေโอเคကုန်သွားပြီဒီမှာကြတော့ဒါဝယ်ထားတဲ့ပစ္စည်းတွေကိုတတိချာအသေးစိတ်ထည့်ထားပြီးတယ်ပေါ့နော်โอเคလားโอเคနော်โอเคကော်ဖီလေးပြန်တောက်လိုက်အောင်မယ်နော်ကော်ဖီပြန်တောက်လိုက်အောင်မယ်ဒါဘိုင်ဘိုင်ပြီးပြီနော်ညာပဲနော်ဒီဘက်မပြတော့ဘူးနော်ပစ္စည်းတစ်ခုပြပြီးပါပြီโอเคလားဘိုင်ဘိုင်ကျေးဇူးတင်ပါတယ်